အားလုံးမင်္ဂလာပါခုဒီဗီဒီယိုထဲမှာက Cambridge ကထုတ်ထားတဲ့ Essential Grammar and Use ဆိုတဲ့စာအုပ်ထဲက Unit 57သင်ခန်းစာအကြောင်းလေ့လာမှာဖြစ်ပါတယ်ဒီ Unit 57မှာဆိုလို့ရှိရင်တော့ do နဲ့ make ရဲ့အသုံးပြုပုံတွေကိုလေ့လာမှာဖြစ်ပါတယ်ဒီ Unit 57မှာဆိုလို့ရှိရင်တော့ do and make ပေါ့နော် do နဲ့ make ကနှစ်ခုစလုံးကတော့ပြုလုပ်သည်ဆိုတဲ့အဓိပ္ပာယ်တွေကြီးပဲ Section A မှာဆိုလို့ရှိရင်တော့ do is a general word for action ရေဘူးရဆက်ဆံပြုလုပ်တဲ့အရာတွေအတွက်ပြောချင်တော့ do ကိုသုံးတယ်ပေါ့နော်What are you doing this evening ဒီညနေခင်းဘာလုပ်မှာလဲ Are you doing ဆိုတော့ဒီမှာဒါလာမယ့်အနာဂတ်ကိုရေးထားတဲ့ဟာမျိုးပေါ့နော် This evening ဒီညနေခင်းဘာလုပ်မှာလဲ What are you making မဟုတ်ဘူးပေါ့ making ကကြတော့တခုခုကို create လုပ်တာပြုလုပ်တာဒီမှာကြတော့ရေဘူးရဆန်ဆန်ပြောမှဆို What are you doing Shall I open the window ပရင်မောက်ဖွင့်လိုက်ရမလား No it's okay ရတယ် I will do it ငါလုပ်လိုက်မယ်ပေါ့ဒီမှာဆိုလို့ရှိရင်ပြုလုပ်သည်ဆိုတဲ့အဓိပ္ပာယ်မျိုးငါလုပ်လိုက်မယ်ပေါ့Rachel job is very boring. Rachel အလုပ်ကရမ်းပြင်းစရာကောင်းတယ် She does the same thing every day. သူမကဒီတူညီတဲ့အရာတစ်ခုကိုပဲနေ့တိုင်းဒါကြီးပဲထပ်တလဲလဲလုပ်နေရတယ်လို့ပြောချင်တာပေါ့နော် I did a lot of things yesterday. မနေ့ကအလုပ်တွေအများကြီးလုပ်ခဲ့တယ်ပေါ့မနေ့ကအလုပ်တွေအများကြီးလုပ်ခဲ့တယ်လို့သူကပြောချင်တာဒါပေမဲ့ဒါရေပူရဆက်ဆံပဲပြောတာတိတိကျကျတစ်ခုမှမပါဘူးပေါ့နော်နောက်ထပ်အသုံးများတဲ့အသုံးတစ်ခုကကျတော့ what do you do ဆိုတာကျတော့ဘာလုပ်လဲလို့မေးတာ what is your job ရှေ့မှာလည်းခဏခဏတွေ့ခဲ့တဲ့ဒီဟာမျိုးတွေပေါ့နော် what do you do ဘာလုပ်လဲ I work in a bank ဘဏ်မှာလုပ်တယ်ပေါ့ဒါကကျတော့ do ကို general အားဖြင့်သုံးတယ်ပေါ့နော် section ပြီးမှကျတော့ make ပေါ့နော် make ကိုကျတော့ဘယ်လိုအခြေအနေမှာသုံးလဲဆိုလို့ရှိရင် produce တို့ create တို့ထုတ်လုပ်တာတို့တခုခုကိုပြုလုပ်ဖန်တီးတာတို့အဲ့လိုအခြေအနေမှာသုံးတယ် for example she's making coffee သူမ coffee ဖြော်နေတယ်ပေါ့နော် coffee ဖြော်နေတယ်ဒီမှာဆိုလို့ရှိရင်ဒါ create လုပ်လိုက်တာပဲပြီးတော့ he has made a cake ဒါ cake ခုလုပ်လိုက်တာပြီးတော့ they make umbrellas သူတို့တွေထီးတွေထုတ်ကြတယ်ပေါ့ထီးတွေထုတ်ကြတယ်ထုတ်လုပ်ကြတယ်ပေါ့ they make umbrellas ဒီမှာဆိုလို့ရှိရင် produce ဆိုတဲ့အဓိပ္ပာယ်ပေါ့ထုတ်လုပ်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ it was made in China ဒါကတရုတ်ပြည်မှာ China မှာထုတ်လုပ်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင် made ဒီ produce ဆိုတဲ့အဓိပ္ပာယ်ပေါ့ compare နှိုင်းယှဉ်ပါတဲ့ do and make do နဲ့ make ကိုနှိုင်းယှဉ်ရမယ်ပေါ့နော် do ကကျတော့တခုခုပြုလုပ်တယ်ဆိုတဲ့အရာတွေမှာသုံးပြီးတော့ make ကကျတော့ create လုပ်တယ်ဆိုတဲ့အရာတွေမှာသုံးတယ် I did a lot yesterday မနေ့ကအလုပ်တွေအများကြီးလုပ်ခဲ့တယ် I clean my room အခန်းတန့်ရှင်းလုပ်တယ် I wrote some letters စာတချို့ရေးတယ် and made a cake ဒီမှာဆိုလို့ရှိရင်တော့ make ဖြစ်သွားပြီးတော့ cake မုတ်တစ်ခု create လုပ်တယ်ဖန်တီးခဲ့တယ်ပေါ့What do you do in your free time အားလက်ချိန်တွေမှာဘာလုပ်တယ်လဲ sport အားကစားလား reading စာဖတ်တာလား hobbies ဝါသနာပါတာတွေလုပ်တာလားပေါ့နော်အဲ့ဒါဒီမှာပြန်ဖြေတယ် I make clothes အင်ကြီးတွေချုပ်တယ်ပေါ့ဒီမှာ make ကကြတော့ဒီမှာချုပ်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်ပါပြီ I make dress and jacket ဒီ dress တွေ jacket တွေချုပ်တယ်လုပ်တယ်ထုတ်လုပ်တယ်ဆိုတဲ့အရာတွေ create လုပ်တာမျိုးပေါ့နော် I also make time for my children ကလေးတွေအတွက်ကောပဲအယုတ်တွေလုပ်တယ်ပေါ့နော်ဒါမျိုးလေးတွေပေါ့အဲ့ဒါဆိုလို့ရှိရင်ဒီမှာ do နဲ့ make ပေါ့နော် do ဆိုတာဒီတစ်ခုခုပြုလုပ်တယ်ဆိုတဲ့အရာကို general ဆန်ဆန်နဲ့ပြောချင်တာ make ကကြတော့ဖန်တီးသည်ထုတ်လုပ်သည်ဆိုတဲ့အဓိပ္ပာယ်မျိုးရှိတယ်ပေါ့နော်section C မှာဆိုလို့ရှိရင် expression with do ပေါ့နော် do နဲ့တွဲသုံးတဲ့စကားလုံးတွေ do an exam do a task do a course do homework do housework do somebody a favor do an exercise ပေါ့နော်ဒီလိုဟာမျိုးလေးတွေပေါ့ I'm doing my driving test next week လာမယ့်တစ်ပတ်မှာ driving test ကကြတော့ရင်မောင်း license ရင်မောင်းသင်တန်းပေါ့ test ပေါ့အဲ့ဒါဖြေမယ်ပေါ့လာမယ့်တစ်ပတ်ရင်မောင်း license ဖြေမယ်ပြီးရင် John has just done a training course John ကအခုလေတဲ့ training course ကိုပြီးဆုံးသွားတယ်ပေါ့ဒီမှာ done a training course ဒီမှာဆိုလို့ရှိရင် do နဲ့တွဲသုံးတဲ့ဟာတွေပေါ့နော် do a task မှာ doing a task လို့ရှိရင် do a course ပေါ့နော် do a training course do a course ပြီးလို့ရှိရင်ဒီမှာ do homework our children have to do a lot of homework ဒီမှာ do a lot of homework do နဲ့တွဲသုံးတဲ့စကားလုံးတွေပေါ့ I hate doing housework especially cleaning အဲ့မှုကိစ္စတွေလုပ်ရတာငါမကြိုက်ဘူးအထူးသဖြင့်တန်ရှင်းလုပ်တာတွေပေါ့ hate ဒီမှာ doing housework ပြီးတော့ Sue could you do me a favors could you do me a favor ဆိုတာကျတော့ကုညီတာပေါ့စူးငါ့ကိုတစ်စိတ်လောက်ကုညီပေးနိုင်မလားပေါ့ဒီဟာမျိုးလေးကုညီပေးလို့ရနိုင်မလား I go for a run and do exercise every morning ကျွန်တော်မနက်တိုင်းပြည့်တဲ့ exercise တွေလုပ်တယ်ပေါ့ဒီမှာဆိုလို့ရှိရင် do exercise ပေါ့နော်ပြီးတော့နောက်ထပ်ဒီလိုအသုံးတွေလည်းသုံးတယ်ပေါ့နော် also do the shopping do the washing app do ironing do the cooking then I did the washing
did the washing ဆိုတော့အဝတ်လျှော်ခဲ့တယ်ပေါ့နော် but I didn't do the shopping အဝတ်လျှော်နေခဲ့တယ်ပေါ့နော်ဈေးဝယ်မထွက်ခဲ့ဘူးပေါ့ဒီ session စီမှာကြုံလို့ပြောကြရရှိတာတခုကျတော့ do the shopping ဆိုတာကျတော့ go shopping နဲ့မတူ go shopping ကကျတော့ shopping ထွက်တာဈေးဝယ်ထွက်တာဒီပိတ်ရက်တွေမှာ shopping mall တွေဘာတွေသွားတာလဲတာပတ်တာလင်းပန်နဲ့ဈေးဝယ်တာလို့ shopping ထွက်တာဒီ do the shopping ကျတော့မိဖို့အကြောင်းအတွက်ဟင်းသီးဟင်းရွက်တွေလိုအပ်တဲ့ကုန်စိမ်းတွေစားဖို့တောက်ဖို့အိမ်မှုကိစ္စအတွက်လိုအပ်တဲ့ shopping ထွက်တာမျိုးဒီ do the shopping လို့သုံးတယ်ပေါ့နော်အဲ့တော့ go shopping နဲ့ do the shopping ဒီအဓိပ္ပာယ်နည်းနည်းကွာတယ်ပေါ့ဒီ session ဒီမှာကျတော့ expression with make နဲ့တွဲသုံးတဲ့စကားလုံးတွေပေါ့နော် make a mistake အမှားပြုလုပ်တယ်ပြီးလို့ရှိရင် make an appointment make a phone call make a list make a noise make a bet ဒါပြင်တော့တခြားဟာတွေအများကြီးတော့ကြံသေးတယ်ဒီမှာတော့ဒီ level အလိုက်ပေါ့ထည့်ပေးသားသလောက်ပေါ့နော် I'm sorry တောင်းပန်ပါတယ်ပေါ့နော် I made a mistake အမှားတစ်ခုပြုလုပ်မိတယ်ဒီမှာ made a mistake I need to make an appointment to see the doctors I need to ဆိုတော့လုပ်ဖို့လိုအပ်တယ် make an appointment ချိန်တာပေါ့နော်ချိန်တာတစ်ခုလုပ်ဖို့လိုအပ်တယ်ဆရာဝန်ပြဖို့အတွက်ချိန်ဆိုမှုတစ်ခုပြုလုပ်ဖို့လိုအပ်ပါတယ်ပေါ့ excuse me ကျေးဇူးပြုပြီးတော့ I have to make a phone call ဖုန်းလေးတစ်ခေါ်လောက်ခေါ်ရမယ်ပေါ့တစ်စိလောက်ခွင့်ပြုပါအောင်ပေါ့ have you made a shopping list ဈေးဝယ်ထွက်မဲ့ list ကိုလုပ်ပြီးပြီလားပေါ့ it's late နောက်ကျနေပြီ don't make a noise စူညံတန်နေမလုပ်ပါနဲ့ပေါ့Sometimes I forget to make my bed in the morning တခါတရံမနက်ခင်းနေမှာငါကျွန်တော်အိယာသိမ်မှုနောက်ကျသွားတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့ညနေခင်းအိယာညဘက်အိယာခင်းတာလဲ make the bed ပဲဒီမှာကျတော့မနက်ခင်းဖြစ်တယ်ဆိုတော့ဒါအိယာသိမ်မှုပေါ့မနက်ခင်းအိယာသိမ်မှုအတွက်တခါတရံမှာကျွန်တော်မိသွားတတ်တယ်ပေါ့ဒီမှာဆိုလို့ရှိရင်တော့ we say ကျွန်တော်တို့ပြောပါတယ် make a films ပင်ဆိုတာကြတော့ဒီရုပ်ရှင်ကားကြီးတွေလုပ်တယ်ဆိုလို့ရှိရင်တော့ရုပ်ရှင်ကားဒါမှမဟုတ်လို့ရှိရင်ရုပ်ရှင်အတူလေးတွေအဲ့လိုလုပ်တယ်ဆိုလို့ရှိရင်လည်း make a films လို့သုံးတယ် but take a photo ဓာတ်ပုံရိုက်တယ်ဒါမှမဟုတ်လို့ရှိရင် take a pictures ဒီမှာ take a photo လို့ take a pictures တို့ပေါ့နော်ဓာတ်ပုံအနေနဲ့ပတ်သက်လို့ရှိရင်တော့ take ကိုသုံးပြီးတော့ film တွေလုပ်တယ်ဆိုလို့ရှိရင်တော့ရုပ်ရှင်တွေလုပ်တယ်ဆိုလို့ရှိရင်တော့ make ကိုသုံးတယ်One was this film made ဒီရုပ်ရှင်ကိုပဲချိန်တုန်းကရိုက်ခဲ့တာလဲလုပ်ခဲ့တာလဲပေါ့နော် but ဒါပေမဲ့တဲ့ one was this photo taken ဒီဓာတ်ပုံကိုပဲချိန်တုန်းကရိုက်ခဲ့တာလဲပေါ့နော်ဓာတ်ပုံဆိုလို့ရှိရင်တော့ take ကိုသုံးပြီးတော့ film ဆိုရင်တော့ made ကိုသုံးတယ်ပေါ့အဲ့ဒါတွေပြီးရင်တော့ဟိုဘက် chance စစိုက်တွေဖြေရမှာဖြစ်ပါတယ်57.1 မှာဆိုလို့ရှိရင် write made making made do doing did done ပေါ့နော်ဒီမှာ do လား make လားဆိုတာ tense တွေမှအောင်ဖြေရမှာပေါ့ Shall I open the window ပထမဖွင့်လိုက်ရမလား No it's okay I will do it ဒီမှာ where နောက်မှာမို့လို့ do ကိုသုံးလာတယ် What did you ဒီမှာ what did you ဆိုတော့ဒီ do ဒီနောက်မှာ did တဲ့နောက်မှာပါပဲလိုက်မှာလဲဆိုလို့ရှိရင် do ဖြစ်မလား make ဖြစ်မလားပေါ့နော်အဲ့တော့ what did you do at the weekend ပရက်အားလိုက်ရမှာဘာလုပ်ခဲ့လဲပေါ့ did you go away တဲ့နေရာသွားခဲ့တာလားဒီမှာဆိုလို့ရှိရင်တော့ do ပဲဖြစ်မှာပေါ့အဲ့တော့ do you know how to ဒီမှာ bread ပါမုတ်ဘယ်လိုလုပ်တယ်လဲ to နောက်မှာဆိုလို့ရှိရင်တော့ make ပဲလိုက်မယ်အဲ့လိုမျိုးပဲဒီမှာသုံးရမယ့်ဟာတွေဒီ do ဖြစ်မလား make ဖြစ်မလားပြီးလို့ရှိရင် tense လေးတွေမှအောင်ဖြည့်ကြည့်ပါဒီမှာနံပါတ်7ထိပေါ့နော်ကျန်တာတွေလည်းကြိုးစားပြီးဖြည့်ကြည့်ပါပြီးတော့ဒီ 57.2 မှာဆိုလို့ရှိရင် what are these people doing ဒီလူတွေဘာလုပ်နေလဲတဲ့ဒီလူတွေဘာလုပ်နေလဲဆိုပုံတစ်ပုံချင်းစီပြထားတယ် number 1ပုံ2 3 4 5 6 10တိရှိတယ်ပုံတွေအဲ့ဒီပုံတွေကြည့်ပွားလို့ရှိရင်ဒီပုံတွေအောက်မှာစာကြောင်းလေးတွေပေးထားတယ် he's making a cake သူကကိတ်မုတ်ပြုလုပ်နေတယ်ပေါ့သူကကိတ်မုတ်ပြုလုပ်နေတယ် number 2ဆိုလို့ရှိရင်လည်း number 2မှာသူဘာလုပ်နေလဲဆိုတော့ဒီပုံလေးကိုပြန်သွားကြည့်ကြည့်ရမယ်number 2မှာကကြတော့ဒီမှာသူတို့တွေ home work ပေါ့နော်အိမ်စာလုပ်နေတဲ့ပုံစံမျိုးပေါ့ဒါဆိုလို့ရှိရင်သူတို့2ယောက်က they are doing their homework လို့ပြောလို့ရတယ်ပေါ့နော် do ဖြစ်သွားလိမ့်မယ် do their homework ဒီမှာတော့ cake မုတ်လုပ်တော့ကျတော့ make a cake ဖြစ်မှာဟုတ် cake ကကြတော့ make နဲ့လုပ်တယ်ပြီးလို့ရှိရင်ဒီမှာကျတော့ shopping ထွက်တယ်ဆိုတော့ shopping ထွက်တာဒီမိဖို့ကြောင့်စားဖို့တောက်ဖို့တော့ဝယ်တဲ့ shopping မျိုးဆိုလို့ရှိရင်တော့ do the shopping မဲ့ဒီမှာ go shopping တော့မပါဘူးဒီ unit မှာအဲ့တော့ do the shopping နည်းမဲထားလိုက်ပေါ့နော်ပြီးတော့လို့ရှိရင်နံပါတ်
4မှာကျတော့သူမကအင်ကြီးတစ်ထည်ချုပ်နေတယ်ပေါ့နော်ဂျက်ကက်ပဲထားပါတော့မှာဂျက်ကက်လို့စာလေးရေးတာနဲ့နည်းနည်းတော့မှိန်နေတယ်သူမကဂျက်ကက်တစ်ထည်ကိုချုပ်နေတယ်ပေါ့နေတယ်ဆိုတဲ့ဟာမျိုးပြီး exam စောင်းမွေးပဲဖြေနေတယ်စောင်းမွေးပဲဖြေနေတယ်ဆိုလို့ရှိရင်ပဲစကလုံးသုံးပါလဲ do သုံးမလား make သုံးမလားပေါ့အဲ့တော့ဆောင်းပွဲဖြည့်တယ်ဆိုလို့ရှိရင် take an exam လို့သုံးလို့ရတယ်လို့ do an exam လို့သုံးလို့ရတယ်ဆောင်းပွဲဖြည့်တယ်ပြီးတော့ဒီမှာအိရခင်းနဲ့6အိရခင်းနဲ့ဆိုလို့ရှိရင် do လား make လားပြီးတော့ဒီမှာပကံနေစေးတယ်ပကံနေစေးတယ်ဆိုလို့ရှိရင်ပကံနေစေးတဲ့ဟာနဲ့ဘာသုံးမလဲပေါ့နော်ကြိုက်တာနဲ့သုံးလို့ရတယ်ဒီမှာတော့ do နဲ့ make ကိုပဲဦးစားပေးပြီးသုံးခိုင်းတာမလို့ do နဲ့ make တွေကပအောင်ဖြည့်နိုင်တော့ပိုကောင်းတာပေါ့အဲ့လိုမျိုးပဲကျန်တဲ့ပုံလေးတွေကြည့်ပြီးတော့ကြိုးစားပြီးဖြည့်ကြည့်ပါနံပါတ်10အထိပေါ့နော်ဒီမှာဆိုလို့ရှိရင်57.3မှာဆိုလို့ရှိရင် write make or do in the correct form လေးမှအောင်ဖြည့်ရမယ် number 1မှာ I hate doing housework especially cleaning ဒီ hate အနောက်မှာ buffer ing လိုက်တယ်ဆိုတော့ဟိုရှေ့ unit တွေမှာတော့ပါဘူးလေပေါ့နော်အဲ့လိုမျိုးဒီ hate အနောက်မှာ buffer ing လိုက်လို့ I hate doing housework especially cleaning ဖြစ်သွားတယ် housework ဆိုတော့ do နဲ့တွဲသုံးတယ်တော့ why do you always mistake ဆိုလို့ရှိရင် make နဲ့သုံးတယ်အဲ့တော့ဒီမှာ do ပါတယ်အတွက် make ပဲဖြစ်မှာ buffer ကNumber 3မှာဆိုလို့ရှိရင် can you me a favor ဆိုတာဒီကကုညီတာကုညီတယ်ဆိုတဲ့စကားလုံးတွဲလုံးဆိုကုညီပေးနိုင်တာဆို do ပဲသုံးတယ် can you do me a favor ပေါ့နော်အဲ့လိုမျိုးပဲ number 4ကနေပြီးတော့ sentence အကျဉ်းနဲ့ဝါကြတွေအကုန်လုံးစူးစမ်းပြီးဖြည့်ကြည့်ပါဖြည့်တဲ့အခါမှာလည်းပေါ့နော် buffer form တွေ tense တွေတော့တေချာနည်းနည်းလေး queue စိုက်ပြီးဖြည့်ကြည့်ပေါ့အခုရောက်လာတာလည်း unit 57ထိတောင်ရောက်လာပြီဆိုတော့ရှေ့က tense တွေကလည်းကြည်တာတင်တာပေါ့နော်